Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ရေမောကတန်တာဝမ်းဆက်လေးရောင်းပေးပါမယ်ဒီဝမ်းဆက်လေးရပေါ့နော်သူချစ်စရာလည်းကောင်းတယ်ဝေးရတဲ့ခါမှာလည်းတကယ်ကိုပေါ်ပါတယ်သူဒီဇိုင်းလေးဆိုရင်လုံးဝ free style လေးချုပ်ပေးထားပါတယ်ရှင်လက်ဒီဇိုင်းလေးဆိုရင်လည်းသူလက်တူလေးကိုမှလက်ဖောင်းလက်ပြားစီးလေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတာပါဒါလေးရပေါ့နော်မတို့စိတ်ကြိုက်ယူလို့ရအောင်လို့90ခန်းအောင်ထုတ်ပေးထားပါတယ်ရှင်အခုရမဝေထားလေးဆိုရင်ပေါ့နော်အရောင်တက်လေးကြိုက်ရင်တော့ဒီရောင်လေးရွေးပေါ့နော်ရမလည်းအဝါရောင်ကြိုက်တာဆိုတော့ဒါလေးအဝါရောင်မှအရောင်ဆူဆူလေးသုံးပေးထားတယ်လုံကြည်စင်လေးရကြတော့ဒီလိုမျိုးလေးအရောင်စုံလေးနဲ့အကွက်စင်ဒီဇိုင်းလေးပေါ်ပေးထားပါတယ်ရှင်ကျန်တဲ့ရောင်လေးလည်းပြပေးမယ်ဒါလေးကတော့အရောင်ငင်ငင်လေးပေါ့အသားရောင်လေးကိုမှဒီလိုမျိုးလုံကြည်စင်လေးရလည်းဒီဇိုင်းဆန်းဆန်းလေးနဲ့ပုံလေးပေါ်ပေးထားပါတယ်ရှင်ဒါလေးကကြတော့သူကအဲ့လိုမျိုးပန်းမိတ်ကရောင်လေးကိုမှလေရောင်ဆန်းဆန်းလေးလုံကြည်စင်လေးကလေတော်တော်လေးလာရဲတော့ဒီလိုမျိုးမိုးပြရောင်လေးပေါ်မှာအပွင့်ကြီးကြီးလေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတာပါဒါလေးကကြတော့ရင်ညီစိမ်းရောင်လေးပါဒီရောင်လေးဆိုလဲရှားတယ်ပြီးတော့လုံကြည်စင်လေးကလည်းဒီလိုမျိုးအညိုလေးအစိမ်းလေးနဲ့အကွက်စင်ဒီဇိုင်းလေးပေါ်ပေးထားပါတယ်နောက်ဆုံးရောင်လေးကကြတော့ခဲရောင်လေးပေါ့နော်ခဲရောင်လေးမှာဒီအစင်လေးဆိုရင်ချစ်စရာလေးအတွက်ဒီလိုမျိုး Christmas လိုမျိုးလေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားပါတယ်ရှင်အခုမဝေးပြရလေးကပေါ့နော်သူကဒီကုန်းမဝေးရလည်းတက်တောင်းတက်တာဖြစ်တယ်ဈေးနှုန်းနေနဲ့ဆိုရင်လည်းပေါ့နော်2000ကျော်အစားပြရောင်းပေးမှာဆိုတော့အခုပဲ page messenger လေးမှာမြန်မြန်လေး order လာတင်ထားမှစိတ်ချရမယ်နော်